ကဲကျွန်တော်ဒီ post ကိုဒီအာဆန်ကို Purvottanasana လို့ခေါ်တယ်ယောဂမှာဆိုရင်เนาะကျွန်တော်ဒီ physio မှာဆိုရင်တော့ဒါကို reverse plank pose လို့ခေါ်တယ်သူ့ကိုเนาะကျွန်တော်တို့ဘယ်အတွက်ကောင်းလဲဆိုရင် office workers တွေပေါ့ခေါင်းကိုငုံပြီးတော့ computer သုံးရတဲ့ office worker တွေအတွက်ဆိုရင်ဒီ posture ကဒီအာဆန်ကအရန်ကောင်းတယ်เนาะဘာကြောင့်မလဲဆိုတော့ तू ကကြောရဲ့နောက်ကြောရဲ့အနောက်မှာရှိတဲ့ကြွက်သားတွေကို activation လုပ်ထားရတာเนาะ upper trapezius တို့เนาะ rhomboids တို့ဒါတွေကို activation လုပ်ထားပြီးတော့ तू ကတောင့်ထားရတာဒီ posture လေး6ကိုလည်း तू အောက်ကိုဒီလိုလေးစိုက်ထားတယ်နော်ဒီမှာအရေးကြီးတာကလက်မောင်းနဲ့ဒီလက်ဖက်နှောက်နဲ့က90 degree ဖြစ်ရမယ်နော်လက်မောင်းရဲ့ဒီရင်အုံမှာရှိတဲ့ P major minor muscle pectoralis major minor muscle ကိုကျတော့ तू က stretching ပုံစံလေးဖြစ်တယ်အဲ့တော့ဒီ posture လေးကို20 second လောက်တောင်းပြီးတော့ relax ပြန်လုပ်လိုက်ပါ3ချိန်လောက်လုပ်ပေးပါဒါဆိုရင်ကျွန်တော်တို့ရုံးဝန်ထမ်းတွေအတွက်အရန်ကောင်းတယ်နော် kyphosis လို့ခေါ်တဲ့ခါကုန်းတာကိုကာဝယ်ပေးတယ်ပြီးတော့ forward head posture လို့ခေါ်တဲ့ခေါင်းကရှေ့ရောက်လာတာမျိုးနော်နောက်ကျောမှာဂုတ်ကြီးပေါင်းဖြစ်လာတာမျိုးတွေကိုကာဝယ်ပေးတယ်အဲ့တော့ကိုကအလုပ်တွေတရက်ကို8နာရီလောက်လုပ်ပြီးသွားပြီဆိုရင်အိမ်ပြန်ရောက်တာလည်းဒီလိုလေးအကျော်ဆန့်ပေးပါ20 second 3ချိန်ရန်ကောင်းပါကျေးဇူးတင်ပါတယ်ဆရာမကြီးနော်